ခါဘာဖြစ်လို့တော့ ကျမဒီမှာအလုံးလုံးရလေအစင်မပြေရကြီးရလေတော်တော်ကြီးကိုကြီးနေပြီ ဘာလဲလောဘငါဘက်တင်နေစကားများလား အဲ့ဒါလည်းအစင်ပြေတယ် အဲ့ဆိုရင်နေစားစေးဒီနဲ့ပတ်သက်ပြီးတော့အဆင်ပြေရ အဲ့ဒါလည်းအစင်ပြေတယ် အဲ့ဆိုဘာဖြစ်လို့လဲညောင်မင်းလာစားတယ်နေနေလို့လား ညောင်မန်းလာစားထက်လဲထင်ထားရတယ်ပို့ပြီးတော့ရပါတယ် အဲ့လည်းအဆင်ပြေတယ်ပြီးတော့နားတဲ့ချိန်မှာကိုကြိုက်တဲ့အတတ်ပညာတစ်ခုသင်လို့ရတယ်ဆိုတာအဆင်ပြေလို့လား အဲ့ဒါလည်းတင်တဲ့တက်နေရောအစင်ပြေရဲ့တတိယ အဲ့လိုအဆင်ပြေဘယ်လိုဖြစ်လို့တော့ တတိအချက်တစ်ချက်ကိုမသိဘူးလား ဘာများလဲ တတိပဲအချိန်တန်ရင်အိမ်တော်ရဲ့တာချပေးမယ်ဆို ဟာအဲ့ချက်ဘာလို့ဝန်ထမ်းခေါ်တော့အဲ့ချက်ကဘာလို့လား ပါတယ်လေတတိဂျာကြီးကိုမေးကြည့်ပါလား အိုးနင်းကိုအိမ်အောင်ရတာချဖို့နေတာငါတော့မှခုတိတိအိမ်အောင်ရတာမကြသေးဘူးကဲငါဂျာကြီးခေါ်ဂျာကြီးရေ ရှင် ကဲဂျာကြီးငါတို့ဝန်ထမ်းတွေခေါ်တော့ဟာစီကန်းချက်တွေပါတယ်မလား ပိုင်လေး အဲ့စီကန်းချက်တွေကိုဂျာကြီးလေးရိုက်တာမလား ဟုတ်တယ်လေ ဟုတ်ပြီအဲ့စီကန်းချက်တွေကိုဖတ်ပြလိုက်စမ်း ညီသားပြည့်ရင်စီစဉ်ပေးရဲ့ဟုတ်ကဲ့လို့အားလည်းချိန်တနေ့စာတင်တန်းကိုတက်အောင်နိုင်အဲ့ဒါလည်းဟုတ်တယ် ဟုတ်တယ် ညမလာတာတဲ့ကြိုးစားပါပို့ပေးမယ်ဟုတ်တယ် ဟုတ်တယ် တော့ကိုင်မများနဲ့လည်းအဆင်ပြေအောင်ညီညာနဲ့လုပ်ဆောင်ပေးရကျန်လေးတွေလေဂျာကြီးကိုဆက်အဲ့ဒါဘာလို့ဆက်လဲ ကဲဂျာကြီးဘာတော့အဲ့ဟာဘာတော့ အချိန်တန်မှာအင်တာနက်သားနေရာထားပေးရ အဲ့ဒီဥစ္စာငါမသိဘူး အားလေးခုဂျာကြီးဝန်ထမ်းစာခေါ်တော့ဟာလीမလိုချင်လို့ထည့်လိုက် အဲ့လို